ဒီနေ့တော့ကမ္ဘာသမိုင်းမှာအရက်ပူတာကိုအားမငယ်နဲ့စိတ်ပါရန်ဂုံသိမ်းလို့ရတယ်ဆိုတာကိုပြသွားတယ်နပိုလီယန်အကြောင်းမှာ1969ခုနှစ်မှာနပိုလီယန်ကိုကော်စီကာဆိုတဲ့ကျွန်းလေးမှာမွေးတယ်ဒီကောင်လေးကတကယ်တော့ကံကောင်းတယ်သူမမွေးခင်တစ်နှစ်အလိုလေးမှာတယ်ပြင်သစ်ကအဲ့ဒီကျွန်းကိုအီတလီစီကနေဝယ်လိုက်တာပါဒါကြောင့်မွေးကလေးကမထင်မှပဲပြင်သစ်နိုင်ငံသားဖြစ်လာတယ်ဒါပေမဲ့သူ့မှာပြဿနာတစ်ခုတော့ရှိတယ်သူကပြင်သစ်စကားကိုအီတလီလေတံဝဲဝဲနဲ့ပြောနေရတာဒါကသူစစ်ကြောင်းမှာအနိုင်ခံရမယ်အစပဲနပိုလီယန်ကအသက်9နှစ်မှာပြင်သစ်ပြည်မကြီးကိုပညာသင်ဖို့ရောက်လာခဲ့စစ်တင်လန်းကျောင်းမှာသူကအပြင်းလူပဲကျန်တဲ့ကျောင်းသားတွေကတထေးသားတွေနပိုလီယန်ကတော့ပတ်စံကလည်းမရှိအရက်ကလည်းပူလေးတန်းကလည်းဝဲနေတော့ကျောင်းသားတွေကသူ့ကိုဒီလိုမျိုးဝိုင်းပြီးလောင်ပြောင်ကြတယ်နပိုလီယန်ကတော့ရန်သွားမဖြစ်ဘူးစာကြည့်တိုင်းမှာပဲအောင်ပြီးတင်ရှားနဲ့သမိုင်းကိုအသေးလေးလုပ်တယ်ဒီလိုနဲ့သူကအမြောက်တက်ကိုရွေးခဲ့တယ်အဲ့ဒီခေတ်ကအမြောက်တက်ဆိုတာလက်နက်ကြီးတွေတွက်ချက်ရတာမို့အုံနောက်300ရဲ့အလုပ်နပိုလီယန်ကကြီးစံတစ်ခုကိုဘယ်လိုပြည့်ရမလဲဆိုတာကို AI လို့တွက်နိုင်တဲ့အထိတော်လာခဲ့တယ်နောက်ဆုံး16နှစ်သားမှာပဲသူဘိုးဖြစ်သွားခဲ့တယ်ဒါပေမဲ့ဒါကအစပဲရှိသွားသေးတယ်1989ခုနှစ်မှာပြင်သစ်တော်လှန်ရေးဖြစ်လာတယ်ဘရင်ကိုခေါင်းဖြတ်တဲ့တိုင်းပြည်ကရှုပ်ထွေးနေချိန်နပိုလီယန်အတွက်အခွင့်အရေးကရလာတယ်1993ခုနှစ်မှာတူလွန်ဆိုတဲ့စိတ်ကမ်းမြို့ကိုဗြိတိရှရေတပ်ကတင်ထားတာအဲ့ဒီအချိန်ပြင်သစ်ဗိုလ်ချုပ်တွေကဘလို့တိုက်ရမှန်းမသိပဲဖြစ်နေချိန်မှာနပိုလီယန်ကရှေ့ထွက်လာခဲ့တယ်သူကဗိုလ်ကြီးအစ်စ်ပဲရှိသေးပေမဲ့ဗိုလ်ချုပ်တွေကိုလက်ညှိုးထိုးပြီးပြောတယ်ခမည်းတော်ဖြူဟာတွေကအသုံးမကျဘူးဒီကုန်းမြင့်ပေါ်မှာအမြောက်တင်ပြီးပြစ်လိုက်ရင်ဗြိတိရှတွေထွက်ပြေးရမှာဗိုလ်ချုပ်တွေကတော့ဒီကြဘူးဘာတွေလာပြောနေတာလဲဆိုပြီးကြည့်နေတော့မှသူကလက်တွေလှုပ်ပြလိုက်တယ်သူပြောတဲ့အတိုင်းအမြောက်နဲ့လှမ်းပစ်လိုက်တာဗြိတိရှရေတပ်ကသူတို့ရဲ့တင်မောတွေကိုမီးရှို့ပြီးထွက်ပြေးသွားရတယ်ဒီအောင်မွေးကြောင့်ပဲနပိုလီယန်ကဗိုလ်ကြီးဘွားကနေဗိုလ်မှူးချုပ်အဖြစ်တခါတည်းယာရုတိုးသွားတယ်အသက်က24နှစ်ပဲရှိသေးတယ်ဒါကသူ့ဘဝရဲ့အကြီးမားဆုံးအရှိုးအကွေပါအာနာရလာတော့နပိုလီယန်ကမိန်းမရှာပဲပဲရစ်မှာပဲဂျိုဆက်ဖင်းဆိုတဲ့မုတ်ဆိုးမနဲ့တွေ့တာပေါ့သူကသူ့ထက်ရှောင်းနေကြီးတယ်ကလေး2ယောက်ရှိတယ်ဒါပေမဲ့နပိုလီယန်ကတော့သူ့ကိုမြင်တာနဲ့ system error တက်သွားတာသူကအရှိရေးမှာငနုလေးဆိုတော့ဂျိုဆက်ဖင်းကသူ့ကိုလက်ဖြောက်တီးခိုင်းလို့ရတဲ့အထိယူသွတ်သွားတာပေါ့လက်ထပ်ပြီး2ရက်ပဲရှိသေးတယ်သူ့ကိုအီတလီစစ်မြေပြင်ကိုလွှတ်လိုက်တယ်နပိုလီယန်ကစစ်မြေပြင်မှာဂျိုဆက်ဖင်းစီကိုနေတိုင်းစာတွေပို့တယ်မင်းစီကစာမရရင်ငါနှလုံးသားလေးအမြောက်နဲ့ပြစ်ခံလိုက်ရတယ်လို့ပဲဆိုပြီးရေးသားထားတယ်ဒါပေမဲ့ဂျိုဆက်ဖင်းကတော့စာတော့မပြန်ဘူးသူမကပဲရစ်မှာအရှားပိုလေးတွေပျော်နေခဲ့တယ်ဒါကတမိုင်းမှာအကြီးမားဆုံး ghost လောက်ခံရခြင်းပဲဒီလိုနဲ့နပိုလီယန်အီတလီကိုရောက်တဲ့အခါမှာပြင်သစ်စစ်တပ်ကစုပ်ပြတ်နေပြီစစ်သားတွေမှာဖနက်မရှိစားစရာမရှိစိတ်ဓာတ်တွေကလည်းကျနေတယ်နပိုလီယန်ကစစ်သားတွေကိုကြည့်ပြီးပြောလိုက်တယ်မင်းတို့ပိုက်စာနေပိုက်စာရေးမြတ်စာဟိုဘက်တောင်ဝန်းကျော်ကအော်စတီးယားကောင်လေးစီမှာရွှေတွေစားစရာတွေအများကြီးရှိတယ်တွားလူကြစံသူကစစ်သားတွေကိုအစာနဲ့မြှူပြီးအော်စတီးယားစစ်တပ်ကြီးကိုအမှုန့်ကျိတ်ပစ်လိုက်ပါတယ်တိုက်ပွဲတစ်ခုမှာနပိုလီယန်ကတရားတစင်းပေါ်ကိုအလံကင်ပြီးကိုယ်တိုင်ပြေးတက်သွားပြတယ်သူစစ်သားတွေကလည်းငါတို့ဘောတော်တက်နေပြီဆိုပြီးလိုက်တိုက်ခိုက်ကြတာပေါ့ဒီလိုနဲ့သူကစစ်သားတွေရဲ့အသေးဆွဲဖြစ်သွားပြီ1999ခုနှစ်မှာပြင်သစ်အစိုးရကလုံးဝကြာရှုံးနေပြီနပိုလီယန်ကအီဂျစ်ကနေခိုးပြန်လာပြီးအာဏာသိမ်းမှုလုပ်တော့တယ်1804ခုနှစ်ရောက်တော့သူက9ဧကရလုံးပဲဖြစ်လာတယ်ဘယ်ရီမျိုးကနိုထရီဒိမ်ဖျားเจ้าမှာပွဲကြီးလုပ်တာပေါ့ပုံမှန်ဆိုရင်ပုပ်ရဟန်းမင်းကြီးကတက်ရဖူစောင်းပေးရတယ်ဒါပေမဲ့နပိုလီယန်ကဖျားသခင်ကငါ့ကိုခန့်တာမဟုတ်ငါဘာသာငါတက်လာတာဆိုပြီးတက်ရဖူကိုပြုံးကနေလူယူပြီးကိုကောင်းပေါ်ကိုတင်လိုက်တယ်အခုတော့နပိုလီယန်ကဥရောပရဲ့ဘောဖြစ်သွားပါပြီနပိုလီယန်ကအော်စတြေးလျတိုက်ပွဲမှာလေရုရှားနဲ့အော်စတြီးယားကိုအပြတ်တက်နိုင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့အဆိုးဆုံးအမှားက1812ခုနှစ်မှာရုရှားကိုကျူးကျော်တာပဲစစ်တပ်6သိန်းနဲ့သွားပြီးရုရှားရဲ့အေးအေးတန်ကြောင့်ပြန်လာတော့3သိန်းအောင်မပြည့်တော့နောက်ဆုံး1815ဝါတာလူတိုက်ပွဲမှာတော့သူရှုံးသွားပါတယ်ဒါကနပိုလီယန်အင်ပါယာရဲ့ပြိုလဲခြင်းအစပါဒီလိုနဲ့နပိုလီယန်ကိုရန်သူတွေပေါင်းလိုက်ပြီးအဲဘာကျွန်းကိုပို့လိုက်တယ်ဒါပေမဲ့ဂျပူးကဇွဲကောင်းတယ်ကျွန်းပေါ်ကနေထွက်ပြေးပြီးပြင်သစ်ကိုပြန်လာသေးတယ်စစ်သားတွေကလည်းသူ့ကိုမြင်တာနဲ့အီဂရီမင်းပြန်လာတယ်ဆိုပြီးဝိုင်းကြိုဆိုကြတာဒါပေမဲ့1815ခုနှစ်ဝါတာလူတိုက်ပွဲမှာဗြိတိရှစစ်ဗိုလ်ချုပ်ဝဲလင်တန်ကနပိုလီယန်ကိုအပြတ်သက်ဆော်ထဲလိုက်တယ်ဒီတစ်ခါမှာတော့ရန်သူတွေကမှတ်သွားပြီသူ့ကိုစိန့်ဟယ်လီနာဆိုတဲ့အတ္တလန်တစ်သမုဒ္ဒရာအလဲကောင်ကကျွန်းကိုပို့ပစ်လိုက်တယ်1821ခုနှစ်မှာနပိုလီယန်တည်ခံပြီးပြောသွားတဲ့နောက်ဆုံးစကားကပြင်သစ်စစ်တပ်ဂျိုဆက်ဖင်းဥရောပကိုသိမ်းပိုက်ခဲ့တဲ့အီဂရီကြီးရဲ့ပါဇက်ကနောက်ဆုံးထွက်သွားတဲ့စကားသူသိရှိတဲ့မိန်းမရဲ့နာမည်ဖြစ်နေတာတကယ်ကိုရှင်းလာစရာကဲဒါကတော့နပိုလီယန်ရဲ့ဇက်လန်မှာဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and subscribe လုပ်ဖို့မမေ့နဲ့ဦးနော်ကျွန်တော်က Chris ပါနောက်ထပ်အကြောင်းအရာအသစ်တွေအတွက် Lodi ခေါင်းလောင်းလေးကိုနှိပ်ထားလိုက်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်